ဒီနေရာမှာကျွန်တော်တို့လူငယ်တွေတော်တော်များများအရန်ကိုစိတ်ဝင်စားတဲ့မမေကွန်းတစ်ခုရှိပါတယ်ကျွန်တော်တို့ဘယ်အချိန်မှာကောင်းမလေးထားရမှာလဲပေါ့ဒီဗီဒီယိုကတော့ယောက်ျားလေးတွေအတွက်ဖြစ်လိမ့်မယ်ပေါ့လေကျွန်တော်ကလည်းယောက်ျားလေးပဲဆိုတော့သူတို့တော့ပါဆိုတော့ပထမဆုံးကျွန်တော်မှဖြေမရှိပါဘူးအခုကြည့်နေတဲ့ကျွန်တော်ယောက်ျားလေးငယ်ချင်းတွေကိုပဲကျွန်တော်မေးချင်တာကိုကဘယ်လိုကောင်းမလေးမျိုးဒိတ်ချင်တာလဲဒါမှမဟုတ်ကိုကဘယ်လို quality ရှိတဲ့ကောင်းမလေးမျိုးကိုဒိတ်ချင်တာလဲအဲ့ဒီမေးကိုအရင်ဆုံးပြန်မေးရလိမ့်မယ်ဘာလို့လဲဆိုတော့ဒါ quality assessment လုပ်တယ်လို့ပဲပြောရမှာပေါ့လေကျွန်တော်လူတိုင်းမှာသူ့ quality သူ့အရေးသွေးနဲ့သူရှိတယ်လို့ကိုဒိတ်လို့ရတယ်အနေထားဆိုလည်းရှိရပေါ့လေဒါကျွန်တော်ပုံမှန်လေးပြောပြတာအဲ့ဒီအတွက်ကြောင့်ဘယ်လို quality မျိုးဘယ်လိုကောင်းမလေးမျိုးငါထားချင်တာလဲဆိုရင်မေးကိုအရင်ပြန်မေးရလိမ့်မယ်တွေးတဲ့ကောင်းမလေးဖြစ်လို့မရဘူးနော်ဒါကျွန်တော်ပုံစံပြပြတာဘယ်လိုရသွေးရှိရမှာလဲဘယ်လိုမျိုး skill တွေသူ့မှာရှိတဲ့နာလဲဒါတွေကတော့အနည်းဆုံးတွေးထားရလိမ့်မယ်အဲ့ဒါပုံမူတည်ပြီးတော့ကိုယ့်အနေနဲ့ bright partner ပေါ့လေကိုယ့် relation တစ်ခုရှာလို့ရပါလိမ့်မယ်ဟိုဒီညမှာတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အသက်20ဝန်းကျင်ဒါမှမဟုတ်ဆက်ကြောတက်ဒီဝန်းကျင်ပေါ့လေကျွန်တော်ကိုပြန်ပြီးတော့တည်တယ်ချင်တာတစ်ခုကဘာလဲဆိုတော့ကိုကဒီ dating လုပ်လို့ရတဲ့အနေထားမှာတော့ရှိရလားပေါ့ကျွန်တော်ဘာလို့ဒီစကားကိုပြောရလဲဆိုတော့အရန်ရေးကြည့်လို့ပါကိုတောင်တော့မှကောင်းကောင်းမထားနိုင်မင်းနဲ့ကိုယ့်ရဲ့ဘဝတွေကိုအခြားလူနောက်တစ်ယောက်နဲ့ဘာလို့ဆက်ရှုပ်ချင်ရတာလဲပေါ့ဒါမှမဟုတ်ကိုယ့်ရဲ့ဘဝတွေကိုနောက်တဲ့အခြားလူတစ်ယောက်ထည့်သွင်းချင်ရတယ်လေပေါ့ဒါကျွန်တော်ကိုပွင့်ပွင့်လင်းလင်းပြန်မေးစေချင်တဲ့ຢာတစ်ခုပါအဲ့ဒီတို့ကြောင့်ကိုကအဲ့လိုအချိန်နေမှမရှိသေးဘူးဆိုရင်တော့ဒီ relation ကိစ္စကိုမစဉ်းစားပါနဲ့ဦးကိုအရင်တည်ဆောက်ပါဘူးကိုအဆင်ပြေပြီဆိုတော့မှဒီ relationship ဆိုတဲ့ကိစ္စကိုစိတ်ဝင်စားပါဒါမှမဟုတ် relation လုပ်ဖို့တဆုံးဖြတ်ပါဘူးဒါတော့ကျွန်တော်တကယ်ချင်းတစ်ယောက်အနေနဲ့ဒါမှမဟုတ်အကိုတစ်ယောက်အနေနဲ့ဖြစ်ဖြစ်တင်ပြပေးရဖြစ်ပါတယ်